ကျွန်တော်ကခရစ်တော်ကြောင့်ပဲကျွန်တော်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘာမှကြွားစရာအကြောင်းမရှိဘူးတဲ့နော်ဆိုနံပါတ်3ကျွန်တော်ကြည့်မယ်ရှမ်းစာ၌ဘယ်လိုလောက်လာလဲအာဘာတိဘုရားခင်ကိုယုံကြည်ပြီးသူယုံကြည်ခြင်းကိုဖြောင်းမှရှိရှိတော့ဒီမှာတော်မူ၏ဆိုတော့ဒီဥစ္စာကဒီရှင်ပေါလုပါနော်ဒီဓမ္မဟောင်းမှာပါတဲ့အကြောင်းအရာလေးကိုပဲသူအမိပြုပြီးတော့ကျွန်တော်တို့ကိုနားလည်အောင်သူကရှင်းပြထားတာဖြစ်တယ်။ဘာလို့ဆိုတော့ဒီဖြောင့်မတ်တယ်ဆိုတဲ့သဘောကိုသတ်မှတ်တဲ့အခါမှာဂျူးတွေကတော့သူတို့အထင်ကြီးတာကငါတို့ကဖျားရဲ့လူမျိုးဖျားငါတို့ချစ်တယ်ကျန်တဲ့လူတွေကဖျားသူတို့မရွေးကောက်ထားဘူးဖျားခင်သူတို့မချစ်ဘူးသူတို့ကမဖြောင့်မတ်ဘူးငါတို့ကဖြောင့်မတ်တယ်ဆိုတော့ဖျားရဲ့ပြီးတဲ့ပြည့်ညတ်ပေါ်ကိုကျင့်တဲ့အပေါ်မှာသူတို့ကသူတို့ကောင်းမြတ်တယ်လို့သူတို့ကထင်တယ်ဖြောင့်မတ်တယ်လို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့ဖျားခင်ကဒီဥစ္စာကိုကြည့်တော့ဖြောင့်မတ်တယ်လို့မသတ်မှတ်ဘူးတဲ့ကျွန်တော် Genesis 15:6ကိုကျွန်တော်ဒီခါတော့ကြည့်ကြရအောင်ဒီကဘာဦးကျမ်း15:6ကဘာဦးကျမ်း15:6 Genesis 15:6တမရှိတစီရခုအာဗြဟံသည်သာရဖျားကိုယုံကြည်ပြီးသူယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ဂျူးတွေကနည်းနည်းလေးမေ့သွားတဲ့အခါသူရဲ့အဘတော့ရှင်းပြအာဗြဟံဆိုတာဂျူးတွေရဲ့အဖေကြီးပဲအဖေပထမဆုံးအဖေကြီးပဲသူတို့ယုံကြည်တာကအာဗြဟံအရန်ကိုကျင့်လို့လူကောင်းလို့ဖျားကဖြောင့်မတ်တဲ့လူလို့တတ်မှတ်တယ်လို့သူတို့ထင်သွားတာတကယ်တော့ကျတော့သူနည်းနည်းမေ့သွားတာကဘုရားပေါ့နော်ဒီဖြောင့်မတ်တဲ့လူလို့သူ့ရဲ့အာဗြဟံကိုဖျားတင်တတ်မှတ်တာကအာဗြဟံရဲ့ကောင်းတာလုပ်တဲ့အပေါ်မှာတတ်မှတ်တာမဟုတ်ဘူးယုံကြည်ခြင်းအပေါ်မှာတတ်မှတ်တဲ့ဥစ္စာကိုဂျူးတွေကမေ့သွားပြီးတော့သူတို့ရဲ့လှုပ်ဆောင်တဲ့အပေါ်မှာသူကဂုဏ်ယူကြတာပေါ့နော်ဒါပေမဲ့အဲ့ဒါဥစ္စာကိုရှင်ပေါလုကပြောတယ်မင်းတို့အဖေအာဗြဟံလေတဲ့သူရဲ့ကောင်းမှုလို့ဒီများတို့လူကောင်းလို့တတ်မှတ်တာမဟုတ်ဖြောင့်မတ်သူလို့တတ်မှတ်တာမဟုတ်ဘူးဒီယုံကြည်ခြင်းအတွက်ပဲတတ်မှတ်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့တွေကနော်ကျွန်တော်အခုလက်ရှိလူတွေခရစ်တော်ကိုကျွန်တော်တို့ယုံကြည်တဲ့အခါမှာဒီဥစ္စာကဘာနဲ့သိနဲ့တွေ့စီလဲဆိုရင်ဖျားသခင်ရဲ့စိတ်နဲ့တွေ့စီတယ်နော်ကျွန်တော်တို့ကခရစ်တော်ကိုယုံကြည်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုဖျားခင်ယုံကြည်သူအနေနဲ့ကျွန်တော်တို့ကိုဖြောင့်မတ်သူအနေနဲ့သတ်မှတ်တယ်ဒီသတ်မှတ်တဲ့အပေါ်မှာဖျားခင်ကျွန်တော်တို့ကိုစိတ်နဲ့တွေ့တယ်ဒီကကျွန်တော်ထင်တယ်ဖျားခင်ကတော့ငါ့ကိုမချစ်ပါဘူးငါ့ကိုစိတ်မတွေ့ဘူးထင်နေတယ်ပဲကျွန်တော်အဲ့လိုမျိုးကိုယ့်ရဲ့လှုပ်ဆောင်မှုနဲ့ဖျားခင်ကိုယ်စိတ်တွေ့တာမတွေ့တာမဟုတ်ဘူးဖျားခင်ကဘယ်သူမှသူအထွေးမရှိဘူးဒီကနေ့ဆို yes ဘယ်သူမှသူအထွေးမရှိဘူးမြတ်တာစိတ်ရှိလို့သာကဲတာနေတယ်ကျွန်တော်တို့ကအရန်လှုပ်ပြလို့သူကကျွန်တော်တို့ကဟာဒီတယောက်တော့အရန်ကောင်းတယ်ကသူ့ကိုပြန်လို့ပေးဆက်ရမယ်ဆိုတာမဟုတ်ဘူးကျွန်တော်ကဘာမှကိုဖျားခင်ရှိမှဘာမှဟိုးတာနော်တရားမှထိုက်တန်တဲ့လူတော့မဟုတ်ဘူးဒါပေမဲ့မြတ်တာရှင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုလူချစ်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုစိတ်နဲ့တွေ့စေတဲ့အရာကခရစ်တော်ကိုကျွန်တော်ယုံကြည်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဟေဘရဲ7:6ဟေဘရဲ7:6ဟေဘရဲစီတာခုအဲ့ဒါချက်လို့ကြည့်မယ်ဒီ7:6ဟေဘရဲခန်းကြီး7အခန်းကြီး6ဖျားခင်စိတ်တော်နဲ့ယုံကြည်ခြင်းမရှိရင်ဘုရားရှင်စိတ်တော်နဲ့တွေ့နိုင်အကြောင်းမူကားဘုရားရှင်ထံတော်သို့ချစ်ကပ်တော်သူသည်ဘုရားရှင်ရှိတော်မူသည်ကိုတော့ကိုယ်တော်ကိုရှာတော်သူဟာအကျိုးပေးတော်မူသည်ကိုတော့ယုံကြည်ရမည်ဆိုတော့ကျွန်တော်တို့ကလူရဲ့လှုပ်ဆောင်မှုနဲ့ဘုရားခင်ဒီသွားပြီးတော့ဘုရားခင်စိတ်တော်နဲ့တွေ့တာမဟုတ်ဘူးဘုရားခင်ရှိတယ်လို့ကျွန်တော်ယုံရမယ်နောက်ပြီးတော့ဘုရားခင်လွတ်လိုက်တဲ့တားကိုကျွန်တော်ယုံရမယ်အဲ့ဒီယုံတဲ့အပေါ်မှာပဲဖျားပြန်ကျွန်တော်တို့ကိုစိတ်တော်နဲ့တွေ့တာဖြစ်တယ်အဲ့ဒီဥစ္စာ key point လေးကကျွန်တော်တို့ခါလေးလွယ်သွားတာဖြစ်တယ်ငါကျွန်တော်ထင်တာကငါရန်ကိုအဲ့ဒီဟိုဒါဘာစူးစမ်းမှဖျားပြန်ကိုဖြစ်လိမ့်မယ်မဟုတ်ပါဘူးကျွန်တော်အပြစ်သားဖြစ်တဲ့ချိန်တည်းကကျွန်တော်ဘာမှကောင်းတာလို့မှမသိခင်တည်းကဆိုတာချစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာကိုသိထားရမလဲဆိုရင်ဖျားပြန်ကျွန်တော်တို့ကိုအလိုပြသူ့ကိုရှိကြောင်းဝန်ခံရမယ်ဖျားမသိတဲ့လူကဖျားရှိတယ်ကိုမဝန်ခံဘူးဝန်ခံတဲ့အတွက်သူမချီးမွမ်းဘူးကျွန်တော်တို့ကဖျားရှိတယ်ကိုယုံကြည်တဲ့အတွက်ချီးမွမ်းတယ်ချီးမွမ်းပြီးယုံကြည်ပြီးတော့သူ့ကိုအားကိုးတယ်ဒီအားကိုးတဲ့ပုံမှာသူကကျွန်တော်တို့ကိုနှိမ့်သက်တာဖြစ်တယ်ကျွန်တော်တို့ကောင်းလို့ကျွန်တော်နှိမ့်သက်တာမဟုတ်ဘူးသူ့ယုံပြီးတော့သူ့ရဲ့သားတော်ကိုယုံပြီးတော့အားကိုးတဲ့ပုံမှာကျွန်တော်တို့ကိုနှိမ့်သက်သွားတာဖြစ်တယ်တဲ့နော်ဒါကြောင့်မို့အဲ့ဒီအာဗြဟံကတော့ဖျားရှိမှသူယုံကြည်တော့ဖြောင့်မတ်တော်သူလို့တတ်မှတ်ထားတဲ့အချိန်မှာတကယ်တော့ဆိုရင်အာဗြဟံဘာမှကောင်းတာမလုပ်ဘူးသေးဘူးဘာမှကောင်းတာမလုပ်ရသေးဘူး
ဒါမဲ့ဖျားခင်ကိုရိုးရိုးလေးယုံတဲ့အတွက်ဖျားခင်ကပြောတယ်အာဗြဟံမင်းရဲ့ဆွေမျိုးပေါက်ဖော်တဲ့နေမင်းထွက်သွားတော့ငါပေးတဲ့မြေကိုမင်းသွားလို့ပြောခဲ့တော့သူထွက်သွားတယ်သွားတဲ့အပေါ်မှာဖျားခင်ကသူ့ငါတကောက်ကနားထောင်တယ်ငါ့ကိုယုံတဲ့အတွက်ငါ့ကိုအားကိုးတဲ့အတွက်သူ့ကိုဖြောင့်မတ်တဲ့လူနဲ့သတ်မှတ်ထားပြီးသားဖြစ်တယ်အဲ့ဒီအချိန်မှာအာဗြဟံဘာမှကောင်းတာတခုမှမလုပ်ရဘူးအဲ့ဒါကိုပြောတာဖြစ်တယ်ဆိုတော့အဲ့ဒါတွေပြောတဲ့အခါမှာတချို့တွေကြတော့ဒါအပြစ်လို့ကိုအားပေးတယ်လို့သူတို့ထင်တယ်မဟုတ်ဘူးဖျားရဲ့မေတ္တာဖျားရဲ့ကောင်းမြတ်ခြင်းတကယ်သိတဲ့လူကဘယ်တော့မှပြုလို့ဖျားရဲ့မေတ္တာဖျားရဲ့ကောင်းမြတ်ခြင်းဖျားအားကိုးတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကဒီနေ့သွားလို့ဆက်သွယ်သားဆိုရင်ခရစ်တော်နဲ့ကျွန်တော်နဲ့သွားဆက်သွယ်သားတယ်ကျွန်တော်ကိုယ်တော်နဲ့ကျွန်တော်ဆက်သွယ်တဲ့အခါမှာအပြစ်လို့ခြင်းတဲ့စိတ်ကိုကျွန်တော်မရှိတော့ဘူးဆက်သွယ်တဲ့အခါမှာဘာအတိတွေသိလဲဝိညာဉ်အတိကိုမျိုးဘယ်ဒီဝိညာဉ်အတိကိုမျိုးပါလဲချစ်ချင်းဝမ်းမြောက်ခြင်းသစ္စာရှိခြင်းကောင်းမြတ်ခြင်းညီသက်ခြင်းတာခွိတယ်တည်းခွိလေတာခွိတာတုခုတာခုဒီကောင်းပါလေဘုံကလာတင်နေတယ်ဆိုင်လာတိအော်လာတင်ငါလာတင်ငါ27ဝိညာဉ်တိကိုမျိုးတဲ့အဲ့ဒီဝိညာဉ်တိကိုမျိုးကကိုယ့်ကိုလုံးလို့မရဘူးခရစ်တော်နဲ့ကွာအမြဲတမ်းသွားပြီးတော့အဆက်တွေပဲခရစ်တော်နဲ့ကိုကသွားပြီးတော့ attach လုပ်နေမှာဒီအသီးကအလိုလိုနေထွက်လာတာဖြစ်တယ် it is the fruit not the work fruit နဲ့ work ကမတူဘူး work ကလုပ်ရတယ်ဘယ်လောက် work ကိုဒီ fruit ကမထွက်ဘူးဒီ fruit ကထွက်ဖို့အတွက်ခရစ်တော်နဲ့ကွာအမြဲတမ်းကတ်နေရမယ်ခရစ်တော်ကငါကြောင့်ခရစ်တော်ကြောင့်ငါဖြူစင်တယ်ခရစ်တော်ကြောင့်ငါအပြစ်လုပ်ပြီးခရစ်တော်ကငါဖြောင့်မတ်တဲ့လူဖြစ်ပြီးဆိုတာအမြဲတမ်းကိုခရစ်တော် Christ center ကိုပဲထားတဲ့လူမှာဖျားခင်နဲ့အမြဲတမ်းညီးတယ်အဲ့ညီးတဲ့ပုံမှာကောင်းမြတ်ခြင်းတွေကသူ့ကိုထွက်လာတာဖြစ်တယ်အာမင်အဲ့ဒါကဘာလဲဆိုရင်အသီးသီးတယ်လို့ခေါ်တယ်ကျွန်တော်တို့ကအသီးသီးဖို့လိုတယ်အသီးသီးနိုင်ဖို့ကခရစ်တော်နဲ့အမြဲတမ်းကျွန်တော်တို့အဆက်ရှိနေဖို့လိုတယ်အဆက်ရှိနေဖို့ဆိုတာကိုဖျားတော့အပြစ်မရှိတင်တော့ဘူးเนาะအပြစ်လွတ်နေတယ်ဆိုလို့တည်တည်ချာချာတီးတဲ့လူတွေမှသာဖျားခင်နဲ့ကျွန်တော်အဆက်လုပ်တယ်ဒါပေမဲ့ဘာသာရေးကဘာတင်လဲဆိုမင်းကောင်းတာလို့ကောင်းတာလို့ကောင်းတာလို့ကောင်းမင်းကောင်းလို့ဖျားခင်မျိုးချစ်မယ်လို့တင်တဲ့အခါမှာလူတွေက90ရာခိုင်နှုန်းရာနှုန်းပြည့်နေပါဘယ်သူမှအကောင်မလုပ်နိုင်ဘူးအကောင်လုပ်ချင်တဲ့စိတ်လည်းမရှိဘူးရှင်ပြောမလုပ်ချင်တာနဲ့မလုပ်ချင်တာနဲ့မလုပ်နိုင်တာနဲ့မလုပ်ချင်တာနဲ့သွားပေါင်းလိုက်တော့မလုပ်တော့ဖျားနဲ့ဝေးသွားပြီးတော့ဘာအတိမှမတိတော့ခရိယန်ကြားမှာခရိယန်ငမှုတွေထွက်လာမယ်ခရိယန်လူဆိုးခရိယန်ဖာကောင်းတွေထွက်လာမယ်ခရိယန်ဟိုတာဘောနော်အဲ့ဒီရုပ်မာတဲ့ခရိယန်တွေထွက်လာတယ်ဘာဖြစ်လို့ဆိုတော့သူကခရစ်တော်နဲ့မှသူကစိတ်ကမရှိတော့တာသူစိတ်ထဲမှာငါပညတ်တော်ကြီးပဲငါအမြဲတမ်းအဲဒီလိုက်လျှော့ရမယ်ပညတ်တော်ပဲငါအမြဲတမ်းဆိုဒီသူရဲ့စိတ်ထဲမှာဒီပညတ်ကိုပဲသူကကြည့်နေတာခရစ်တော်လုပ်ပြီးတဲ့ဥစ္စာသူကမကြည့်တော့ဘူးအဲ့ခါမှာဖျားနဲ့သူဝေးပါတော့ခရစ်ယာန်လို့သာပြောတယ်ခရစ်ယာန်ဆိုတဲ့ပုံစံမပြီးဖြစ်တော့ဘူးကျွန်တော်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ပြန်တော့ကိုဒီတမန်တရားကိုကျွန်တော်ပြန်ပြီးတော့သိဖို့လိုတယ်နော်အာဗြဟံဖျားခင်သူ့ဖြောင်းမတ်တဲ့လူတွေနဲ့တတ်မှတ်တဲ့အခါမှာအဲ့ဒီတော့ဘာမှကောင်းတာမလုပ်သေးဘူးဒါပေမဲ့သူ့အနေနဲ့ခရစ်တော်ဖျားရဲ့သွားပါဆိုပြောတဲ့ဆောင်သူသွားတဲ့အတွက်ထွက်ပါဆိုပြောတဲ့အတွက်သူထွက်တဲ့အတွက်ယုံကြည်ခြင်းနဲ့ပဲသူထွက်တဲ့အတွက်ဖျားခင်သူ့ကိုဖြောင်းမတ်တဲ့သူအနေနဲ့တတ်မှတ်ထားတယ်ကျွန်တော်တို့ကရှင်းပြောရင်ခရစ်တော်ယုံကြည်တယ်ကယ်တင်ရှင်ယုံကြည်တဲ့လူတွေအကုန်လုံးကျွန်တော်ဖြောင်းမတ်သူဖြစ်ပြီအာမင် We are righteous of God in Christ we are righteous of God in Christ not myself in Christ ကရည်ကြည်တယ်Christ without Christ you are nothing you are doomed ခရစ်တော်ကမဟုတ်ဘူးဆိုရင်ကျွန်တော်ကဘာမှဘာကောင်းမှမဟုတ်ဘာရုပ်မှထွက်အောင်မဟုတ်ကျွန်တော်ခရစ်တော်အဖြစ်တာကျွန်တော်တို့ကဖျားသားလူတစ်လုံးသူတစ်လုံးဖြောင်းမတ်တဲ့သူဖြစ်ကြအကြောင်းရှိတယ်ဒါကြောင့်မို့ခရစ်တော်ပဲကျွန်တော်တို့အဲဒီat the whole ဘာလို့သူ့ပဲကျွန်တော်ချင်းပြောက်တဲ့အကြောင်းဖြစ်တယ်ဆိုတော့ယောမလေးလေးကြည့်မယ်အချင်းရှိသောသူမိဒီကကျေးဇူးအားဖြင့်အကျိုးကိုခံရသည်မဟုတ်ခံတိုက်သောအားဖြင့်ခံရ၏ကျွန်တော်တို့ဒါနော်အကျင့်တရားအားဖြင့်ကယ်တင်ခြင်းကိုကျွန်တော်ရမယ်ဆိုရင်နော်အကျင့်တရားအားဖြင့်ကယ်တင်ခြင်းကိုရမယ်ဆိုရင်ခရစ်တော်အားဖြင့်ဖျားခင်စီစဉ်ပေးထားတဲ့ကျေးဇူးတော်တရားဟာဘာမှအဓိပ္ပာယ်မရှိတော့ဘူးအကျင့်အားဖြင့်ကျွန်တော်တို့ကယ်တင်ခြင်းတရားကိုရမယ်ဆိုရင်ခရစ်တော်အားဖြင့်ကျွန်တော်တို့ဖျားခင်စီစဉ်ထားပေးတဲ့ကျေးဇူးတရားဘာမှအဓိပ္ပာယ်မရှိဘူးဆိုတော့တကယ်တော့ဆိုရင်ခုနပြောတဲ့အတိုင်းပဲနော်ဖျားခင်ကလူအပေါ်မှာဘာမှအကျွေးမရှိဘူးကယ်တင်စရာဘာမှအကြောင်းမရှိဘူးဒါပေမဲ့